ငါဘိုးလို့ဆိုမြတ်ဘိုးလို့မဟုတ်ရမှာပေါ့ကဲမှုံမယ်ဗျမှုံမယ်ဘာကြီးလဲပြောဇက်ဖက်အယောဒီမှာဇက်ဖက်ရှိမလားဇက်ဖက်ရှိမရှိရအောင်ဇက်ဖက်လောက်လိုက်ဇက်ဖက်လောက်လိုက်ဆာမခင်ဗျတကယ်ဆိုးမှာနော်ဆိုမယ်ကဲဆို ready 1 2 3 4 A B C အဲ့ဒါတော့ဟေးပြီးပြီလားပြီးပြီသုံးချက်ပိုင်နေနော်ပိုင်တော့ဗျာခင်ဗျကြိုက်တာလုံးလိုက်ပြီးပြီနောက်မှမငုံနဲ့မငုံပါဘူးအဲ့မှာကြည့်တိုင်းလှပါပါလေဟုတ်မှာတစ်ကောင်နှစ်ကောင်နှစ်ကောင်တော့စားတယ်အရန်တော်တာပဲဒီကန်းကြီးမှာတော့ခင်ဗျာကြားဖို့ပဲကြားဖို့ကြီးသနာတယ်ဒီကောင်သနာတယ်မကြည့်လိုက်စားကြားဖို့ကြီးဘာပြောလို့လဲတစ်ကောင်အဲ့ဒီမှာတစ်ကောင်ကင်းမှာပြက်လိုက်ပါကြားဖို့ကြီးကင်းမှာပေါက်သွားဟာပြန်စားလိုက်နော်ဘာပြန်စားလို့မရဘူးခင်ဗျာလည်းနဲ့ထိပြီဩငါမမြင်လို့ကွာမင်းကလည်းမမြင်အောင်ခင်ဗျာမျက်စိကန်းနေလို့အသက်ကြီးတော့ဝါကျင်တာဗောကွာအေးခင်ဗျာအဲ့လိုဝါကျင်လို့အဲ့လိုမန်တက်နေလို့နော်ကျုပ်ကအဲ့ကွင်ကိုဖန်ပြီးတော့ထိုးကျွေးလိုက်တာမြင်တယ်ကွာညီကိုရောဘာလို့ကပြန်စားလဲမပြန်စားခင်ဗျာလာမလို့လာမငင်းနဲ့တော့ခင်ဗျာဟာမြင်သူ့မကြီးတော့ပြန်ရှိလို့ရတယ်မလားဟေ့ဟာရတွေ့လားမရဘူးဟေးရတယ်ကွာဘာဖြစ်လို့လဲကွာခင်ဗျာမငင်းနဲ့တော့ခင်ဗျာမငင်းနဲ့ဒါအလကားကြီးစော့နေတာမဟုတ်ခင်ဗျာငါလည်းပတ်စံနေပဲပတ်စံတော့ခင်ဗျာပါခင်ဗျာပြန်ရှိလို့ရအနာစုကွာအနာစုလုပ်မယ်ကွာဘာမှလာမမုန်းဘူးဟောဘာကြတန်ကြားတယ်ဟောလူပြိုလာပြီဒီကောင်ရှင်းနိုင်ပြီရှင်းပါခင်ဗျာရှင်းပါမြန်ရှင်းခိုင်းသားမှာလူပြိုလာသားမအောင်လာသားမအောင်ထိုင်သားမအောင်ဘာဖြစ်အဲ့လူလေအသက်ကြီးပြီးအချိန်မရှိဘူးဟောသူကပိန်တာကို9ချက်သားလောက်ပဲရှိဩဒီမှာပြဿနာတက်နေပါဆိုတော့မင်းကတမျိုးလာနောက်နေတယ်ဒီပွင့်လေးပြောပါလားအစရဘာမှလည်းမသိဘူးမဟုတ်ငါနဲ့စော့တာ तू ရွှေ့တာမှားသွားတယ်तू ရှုံးတယ်အဲ့ဒါကိုပြန်ရွှေ့မယ်တကယ်ဟုတ်လားဟုတ်ကဲ့လူကြီးကိုဦးစားပေးရမယ်လေဘာလူကြီးကိုဦးစားပေးရမယ်ဟမ်လူကြီးဆိုပြီးနေရာတကာအနိုင်ကျင့်လို့ရမယ်ဟာကြမ်းပြောတာထူပါလေကြမ်းလက်စပတ်မရှိဘူးလက်စပတ်မရှိကုန်ပြီပြတ်တာလေလက်စပတ်မရှိကဘာပြောလဲလက်စပတ်ဆိုမင်းမသိဘူးဟာကိုကြီးလေးဟာပြောစမ်းခင်ဗျပြောတဲ့စကားကိုခင်ဗျနားလေရဲ့လားဗျာဒီပြည်လန်ကန်းကြီးမှာစပလင်ကျွမ်းတဲ့ကောင်ငါတကောင်မရှိဘူးအင်္ဂလိပ်လိုတတ်တယ်လို့ပါလို့နဲ့စပလင်ကိုမြတ်စပလိန်နဲ့ဟောမင်းဟာပူဆိုးနေပြီဒီစမ်းပါဦးခင်ဗျားစကားကိုခင်ဗျာပြန်ရှင်းပါဦးဗျာရှင်းမယ်စေချာနားထောင်လေစပက်ဆိုတာကလေးစားမှုမရှိဘူးဂါဝရာမရှိဘူးရိုးသိမ်မှုမရှိဘူးအဲ့ဒါပြောတာဟာကောင်းတယ်ဗျာငါတို့လိုကောင်းတာပဲခင်ဗျားကဒီကန်းကျင်မှာအင်္ဂလိပ်လိုပြောနေတာတော်တော်ကြာပြီဗျကြာပြီကျွန်တော်သိတယ်လို့ကျွန်တော်တစ်သက်ပဲမှန်တာပေါ့ဗျာဒီလိုပင်လန်ကန်းကျင်မှာဒီလိုစပလင်ကျွမ်းတဲ့ကောင်တကောင်မှမရှိဘူးဟုတ်ပါပြီကျွန်တော်ပြောမယ်ဒီနေ့တော့ခင်ဗျားကိုကျွန်တော်စမ်းပြီစမ်းနော်တဲ့စမ်းခင်ဗျားစကားကိုပဲအင်္ဂလိပ်လိုပြောတတ်တာတချင်းအောင်မဆိုတတ်ဘူးဟာကြိုက်တဲ့အင်္ဂလိပ်တချင်းကိုဆိုနော်ငါဘက်ကလဲဒီပဲလဲဒီဆိုတာဆရာတော်ဘုရားကြီးအဲ့ကောင်မရှိနဲ့လဲဒီဆိုတာအစင်နစ်ဖြစ်နေပြီဟုတ်ပါပြီခင်ဗျတကယ်အင်္ဂလိပ်လိုဆိုမှာနော်ဆိုမယ်ကဲဆိုငါအင်္ဂလိပ်ဆိုမယ်မင်းကအင်္ဂလိပ်လိုဘာကြောင့်မဟုတ်ဟာဘာကြောင့်ဒီအတိုင်းပဲထွက်မှာဝေးလားအင်္ဂလိပ်လိုမဟုတ်လို့ရမဆိုင်ဘူးငါဘိုးလို့ဆိုမြတ်ဘိုးလို့မဟုတ်ရမှာပေါ့ကဲမှုံမယ်ဘာကြီးလဲပြောဇက်ဖက်ရှိမလားဇက်ဖက်ရှိမရှိရအောင်ဇက်ဖက်လောက်လိုက်ဆာမခင်ဗျတကယ်ဆိုမှာနော်ဆိုမယ်ကဲဆို ready 1 2 3 4 A B C D အဲ့ဒါတော့မူဂျိုကလေးတောင်ရတယ်မူဂျိုဖြစ်ပဲအင်္ဂလိပ်တချင်းဖြစ်ပြီးတော့ဘာဖြစ်တာလဲလား A B C D ကိုများအင်္ဂလိပ်တချင်းကြီးကျယ်ရှောက်ပြောတယ်ဘာမှလည်းနားမလဲပဲနဲ့